ညီကိုရီကျွန်တော်ဒီနေ့ဘာကြောင်းလေးပြောမလဲဆိုရင်ကျွန်တော်မြန်မာပြည်မှာပေါ့နော်သိန်းထောင်ချီတောင်းချီပေးနေရတဲ့ကားတွေကကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာပေါ့နော်အခုလက်ရှိဘယ်ဈေးနှုန်းနေနဲ့ဘယ်လောက်ရှိလဲဆိုတာဟိုဒါကျွန်တော်ဘူးသူရအနေနဲ့ပြောပြပေးချင်တာဖြစ်ပါတယ်။ဘာကားတွေပြင်မလဲဆိုတာညီကိုတို့အနေနဲ့တစ်ချက်လောက်စောင့်ကြည့်လိုက်ပါဗျ။ဒါ Toyota Effect ဗျာ။လုံးဝ luxury grade တွေ18တန်းဗျာ18တန်းနဲ့တွက်ရင်တော့မှဒါသိန်း2300ကျော်ပဲရှိသေးတယ်ဗျာ။အဲဒီမှာဆို Verify အဲ့2020အပေါ် model တွေပဲเนาะဒီကောင်လည်းအနည်းဆုံးမရှိဘူးဆို2023လေးကီလိုလဲလေးပဲရှိသေးတာဒီကောင်ဆိုရင်တော့ကြီး3သိန်း4000ပဲထားလိုက်14တန်းဆိုရင်လည်းအဲ့လောက်ပဲဗျာအရင်များမနေသေးဘူးပြန်မှာ1800 2000လောက်ပေါ့ဒီမှာဆိုရင်ကနေပဲဆိုရင်ဘာ9သိန်းပဲထားလိုက်အောင်ဘာ9သိန်းဆိုရင်တော့ဗျာ1000လောက်ပဲရှိသေးတယ်ဗျာပြန်မှာ1000ဆိုရင်ဒါ model အဖြစ်ဆိုလဲဟိုဒါ2016လောက်ဖြစ်နေပြီဗျာတင်မလားဘယ်လောက်ထိกว่าနေဟာအချက်တွေရှိတယ်ဆိုတာဒါဒီကြောင်တစ်ချက်ရိုက်ပြတာပေါ့နော်ဒီဘက်မှာဆိုရင်ဒါ Corolla Active မြန်မာတော့ Corolla Active ကနည်းပါတယ်ကျွန်တော်နည်းတော့ဒီ model တွေမရှိဘူးပေါ့ဗျာတင်ဒါဆို5သိန်းဆို3650ပေါ့ဗျာအဲ့လောက်ပဲရှိသေးတယ်ဗျာတင်မလားဒီမှာဆိုရင်လည်းဒါ Corolla Active တွေဒါပုံစံဒီဘက်ဆိုရင်ဒါ Atlas ဒီကောင်ဆိုရင်ဒါလုံးဝ2020အထက် model ဗျာအဲ့မှာပုံပြောင်းသွားပြီဒါဆိုရင်3သိန်း8000 9000 4သိန်းပဲထ4သိန်းပဲဆိုရင်တော့ဘယ်လောက်မှမရှိသေးဘူးဒီသိန်းဆိုရင်သိန်း450 500နီးပါးပေါ့ဗျာဟိုဘက်ဒီမှာဆိုလဲဒါ4 April model အမြင့်နေရှိသေးတယ်ဗျအဲ့ဒါဆိုရင်4 April 2029 model 2025 model ဆိုရင်တော့ဒီမှာ9တန်း9တန်းလောက်ပြည့်တယ်9သိန်း1တန်းအဲ့လောက်ပဲရှိတယ်ဗျာတင်မလားသိန်း1500လုံးနဲ့ကိုစီးလို့ရတယ်ဗျာတင်မလားဒါသူများဆိုင်ရာကားတွေပေါ့နော်ဒါကျွန်တော်တစ်ချက်ဘူးတူရအနေနဲ့ရိုက်ပြချင်တာဖြစ်ပါတယ်ညီကိုတွေဒီကောင်လေးဆိုလဲ5သိန်းလောက်ပဲရှိတယ်5သိန်းဆိုမြန်မာငွေအလုံးစုံ650လောက်ပေါ့ဗျာသိတယ်မလားအဲ့လောက်နဲ့မြန်မာပြည်မှာဆိုရင်ဗျာဒီကောင်လေးဆိုဒါအနည်းဆုံး2000ဝန်းကျင်လောက်တော့ရှိမယ်လို့ယူဆရတယ်ဗျာသိတယ်မလားတို့ပြောဖို့ကြံသွားတာလေးတကူကတော့ပါလဲဆိုရင်ဥမာပေါ့နော် JDM ပြိုင်ကားတွေတူတော်ကားတွေဥမာ Fairly တွေလို့ GTR 35တွေပေါ့ဗျာဒီလိုမျိုးပြိုင်ကားတွေကကြာရင်တော့ဒီမှာလဲဈေးမြန်မာပြည်ထက်ပိုများတဲ့ကားတွေရှိပါတယ်။ဥပမာ Mazda RX-8 ဆိုလိုကားမျိုးကမြန်မာပြည်မှာဆိုတော့သိန်း900 800ပတ်ချလဲလောက်မှရနိုင်ပေမဲ့ဒီမှာတချို့ကားတွေကအိတ်ထက်တောင်ပိုများတဲ့ကားလေးတွေလည်းရှိပါတယ်။ဒါကတော့ကျွန်တော်တီးသလောက်လေးပဲဒါကျွန်တော်ဘူးတရအနေနဲ့ပြောပြပေးတာပါ။ဒီမှာများသောအားဖြင့်တချို့ကားတွေကဈေးအများကြီးกว่าဟာချက်ရှိတယ်ဆိုပေမဲ့ဒီလို JDM ပြိုင်ကားတွေကကြာရင်တော့နည်းနည်းတချို့ကားတွေကကြာရင်ကျွန်တော်တို့မြန်မာပြည်ကတက်တာတဲ့ကားတွေတောင်မှရှိပါတယ်ခင်ဗျမြန်မာပြည်မှာတော့ဒီလိုမျိုးနည်းနည်းဝင်းနေတာတိတ်မရှိဘူးလေနည်းနည်းနဲတယ်လေအဲ့တော့ဒီမှာ model ပေါင်းများစွာကားပေါင်းများစွာကိုတွေ့ရတယ်ဒါဆိုင်တွေအများကြီးပေါ့ဗျာဒီမှာဟိုဘက်တောက်လျှောက်နေတာဆိုင်တွေအများကြီးရှိသေးတယ်ဒီမှာဆိုရင်လည်းချက်ကြည့်လိုက်ဒါ Toyota တွေဒါ Honda City တွေဗျမြန်မာပြည်မှာတော့နဲတယ် Honda City တွေဒီမှာ BMW တွေ Mercedes တွေအစုံပဲဒီကိုရိုနေနဲ့တည်ကျင်တဲ့ကားလေးတွေဈေးနှုန်းလေးတွေရှိရင်လည်းမေးခဲ့လို့ရပါတယ်ကျွန်တော်တည်တဲ့လောက်လေးကိုဒါကျွန်တော်အတက်နိုင်ဆုံးပြောပြပေးပါမယ်ခင်ဗျာဗီဒီယိုလေးမှာလိုအပ်ချက်တွေရှိခဲ့ရင်လည်းနားလည်ပေးဖို့ညွှန်လင့်ပါတယ်ခင်ဗျာကြည့်ပေးတဲ့ညီကိုတယောက်ချင်းစီအားလုံးကျေးဇူးတင်ပါတယ်